ဒီနေ့ကျွန်တော်ဘာတွေလုပ်ဖြစ်လဲဆိုလို့ရှိရင်မနက်ခင်းကတော့ဒီထိုင်းပြည်ရင်တက်မတော်ကနေမှဒီမြန်မာနိုင်ငံကြက်ချင်နေတင်တဲ့တိုင်းဒေသကြီးကြက်ချင်နေတင်ကိုလှူဒန်းတဲ့စားတော့ဖွယ်ရာချိုးနဲ့ဒီအေးစရာတဲပေါ့နော်ဒီမိသားစုတစုတဲ့အေးစရာတဲတွေကိုတွားရောက်ပြီးတော့မှလက်ခံဖြစ်ပါတယ်တာဝန်ရှိတဲ့သူတွေနဲ့ကျွန်တော်တွားရောက်ပြီးလက်ခံဖြစ်ပါတယ်အဲ့ကနေပြန်လာပြီးတော့ကျွန်တော်အခုဒီတိုင်းဒေသကြီးဆိုရတိုင်းဒေသကြီးမှာဖွင့်ထားတဲ့ဒီကြက်ချင်နေရုံးခွဲရဲ့ဒီတူလော်ရုံထဲမှာတော့ကျွန်တော်နောက်မှမြင်တွေ့ရတဲ့အတိုင်းပဲဒီအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းကိုအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းဆိုတာချက်ချင်းလက်ငင်းလိုအပ်တဲ့ပစ္စည်းမျိုးတွေတော့မဟုတ်ဘူးကျွန်တော်တို့အခုဒီ assessment တွေပြုလုပ်နေတယ်ဒီသက်ဆိုင်ရာဌာနတွေကနေဝန်ထမ်းတွေကနေassessment တွေပြုလုပ်ပြီးလို့ရှိရင်တော့ဒါတွေကိုစနစ်တကျဖြန့်ဝေသွားဖို့ရှိပါတယ်ဒီနေ့ကျွန်တော်ဒါတွေလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာပါ